Hello အားလုံးပဲမင်္ဂလာပါမိုးဒီတစ်ခေါက်မှာတော့ web အချိုးချက်လေးကိုချက်ပြပေးမှာဖြစ်ပါတယ်မိုးရဲ့ vlog လေးကိုအဆုံးထိကြည့်ပေးပါအောင်နော်ဝက်သားဆိုရင်လေ3တက်သားဆိုမှကြိုက်တာပေါ့နော်အဲ့တော့ဝက်3တက်သားကိုအမြဲတမ်းဝယ်ဖြစ်ကြိုက်ပေါ့နော်အခုတစ်ခေါက်ကတော့မိုးကဝက်သားကိုလုံးဝချွတ်ချွတ်အီလေးစားချင်လို့လေနည်းနည်းအတုံးကြီးကြီးလေးလဲတုံးထားတယ်ပြီးတော့ရင်အရသာအနေနဲ့စက်သားမုံနှဲငယ်ရဲ့စားနှဲငယ်ထည့်ပါမယ်ပြီးတော့ရင်ကြာညို့ထည့်ပါမယ်ခရူးစီအနှဲငယ်ထည့်ပါမယ်ပြီးတော့ပဲငပြားရဲ့အကျဲလေးလည်းနည်းနည်းထည့်ပါတယ်ပေါ့နော်ပြီးတော့ပြီဆိုရင်တော့အခုလိုမျိုးအရသာလေးနှက်ထားလိုက်ပါမယ်ပထမဆုံးအနေနဲ့တကြားနှစ်စိုးစာလောက်ထည့်ပြီးတော့တကြားကိုအရင်ပေါပါမယ်တကြားတွေလုံးဝအရေးပြောသွားပြီဆိုတော့မှနှစ်သားနှက်ထားတဲ့တသားကိုထည့်ပါမယ်ဝက်သားကိုလည်းရေလေးနဲ့သူပေါ့နော်ခန်းသွားတဲ့အချိန်မျိုးကချက်မယ်ပေါ့နော်ပြီးရင်စီလေးကိုနည်းနည်းလေးအနှဲငယ်ထည့်မယ်ပြီးတော့ရင်လုံးကျတော့ဖြူနဲ့အလေးကြိတ်ထားတာလေးကိုပါထည့်လိုက်တယ်ပေါ့နော်အဓိကကတော့ကျတော့အဖြူနဲ့အမီလေးကအနံ့လေးလည်းပိုးသွားရဲပြီးတော့ရင်အနှစ်အတွက်ပေါ့နော်အနှစ်အတွက်လေးလည်းရအောင်လို့ထည့်ပြီးတော့အရင်ဆုံးချက်မယ်ပြီးရင်ဆိုပြီးတော့ပြီဆိုရင်တော့မိုးကရေကိုထည့်မယ်ရေကိုအရင်ဆုံးနည်းနည်းပဲထည့်မယ်ပေါ့နော်ဝက်သားတွေလုံးဝနူးဤသွားပြီးအရင်နည်းနည်းလေးတီခမ်းသွားပြီဆိုတော့မှတစ်ခါထပ်ပြီးတော့အရသာအပေါ်ကိုကြည့်ပြီးတော့လိုစလိုကြီးမှာထည့်လို့ရတယ်ရေကိုတော့လေမိုးနဲ့ရေ3ရေလောက်ပေါ့နော်ထပ်ထည့်ပြီးတော့ထပ်တင်မယ်ဘာဖြစ်ဆိုတော့ဝက်သားကလေအရသာက3တက်သားတချို့ဝက်သားရေဆိုရင်နိုးဘယ်လိုခေါ်မလဲအရင်မှာတယ်ပေါ့နော်ဘောကကျတော့နူးနူးအီလေးစားကြလို့ဒီညမှာဝက်အရေကိုပေါ့နော်3ရေလောက်ကိုချက်တယ်နောက်ဆုံး1ရေကြာမှစက်တော်အနေလေးထပ်ပြီးတော့ပေါ့နော်အနည်းလိုချင်လို့စက်တော်အနေလေးကိုတစ်လုံးစာလောက်ကိုအခုလိုမျိုးလေးထည့်ပြီးတော့ရေလေးထပ်ထည့်တယ်ထပ်ထည့်ပြီးတော့နောက်ဆုံးရေပေါ့နော်ခန်းတဲ့အထိလေးပေးလိုက်တယ်ဆိုတော့အခုဆိုရင်နောက်ဆုံးဒီအရင်စီကြံလက်ကြံပုံစံမျိုးလေးပေါ့နော်ဟိုအဲ့လိုမျိုးလေးစားချင်တာဆိုတော့လေဒါဆိုရင်ရပြီပေါ်သားလေးလို့ပြီပေါ့နော်လို့တော့ဟိုကဒီမှာခင်းလေးနဲ့ထိုးကြည့်ရပါတော့အဆင်ပြေတယ်ကိုလိုချင်တဲ့အနေထားရပြီဆိုရင်တော့ဒါချလို့ရပြီပေါ့နော်သူနဲ့တွဲစားဖို့အတွက်မူကချမောင်ဟင်းချိုလေးပါတစ်ခွက်ထပ်ချက်ထားတယ်ပေါ့နော်အဲ့ဒါလေးတော့ရိုက်မပြတော့ဘူးဝက်အချိုချက်လေးရလေးမိုးရဲ့ vlog လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်မိုးရဲ့ page လေးကို like and follow မလုပ်ကြသေးဘူးဆိုတော့လည်းလုပ်သွားပေးပါအောင်နော်ဆိုတော့နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်